မင်္ဂလာပါမျိုးတို့ရေကျွန်မမပုတုမဟာသွေးပါရှင်ဒီနေ့နောက်26ခုနှစ်မတ်လ31ရက်နေ့ဖြစ်ပါတယ်ဒီနေ့သတင်းကောင်းတဲ့သတင်းဆို2ခုရှိတယ်သတင်းကောင်းကတော့ပြည်သူစစ်မှုထမ်းအပတ်စဉ်1ကဇာနီမောင်ပွားပြည်ချစ်သားတွေအခုလာမဲ့4လပိုင်းဒုတိယပတ်အတွင်းမှာနိုင်ငံတော်ဆိုရကနေပြီးကြီးမြင့်သောနိုင်ငံတော်တာဝန်ကိုကျေပြွန်စွာထမ်းဆောင်ခဲ့တဲ့ဂုဏ်ထူးဆောင်စုတစိတ်ပွဲလက်မှတ်တွေနဲ့အတူထောက်ပံ့ခြင်းငွေများလက်ခံရရှိပြီးမိဘအုပ်ထိန်းသူသက်ဆိုင်ရာမိသားစုများထံကိုပြန်လာနိုင်တော့မယ်လို့ကြားသိရပါတယ်ရှင်။ဒါကြောင့်မို့လို့ပြည်သူ့စစ်မှုထမ်းအပတ်စဉ်1ကဇာနီမောင်မပြည်ချစ်သားတွေမိသားစုဝင်များအားလုံးနဲ့ထပ်တူဝမ်းသာခြင်းလို့ရပါတယ်။တချို့တော့စစ်မှုထမ်းလေးတွေကြတော့တချို့ပါစာတွေကြတော့နော်မိသားစုဝင်နေနဲ့အဆက်အသွယ်ပြည့်နေတာ9လ6လ9လ8လကြာမြင့်ပြီဖြစ်တဲ့အတွက်သူတို့ရဲ့မိသားစုဝင်တွေကစိုးရိမ်စိတ်နဲ့တူမျောလင့်နေပါတယ်။ဒါကြောင့်မလို့တက်မတော်အနေနဲ့ကအိမ်ပြန်လာနိုင်ရင်လည်းအိမ်ပြန်လှနိုင်တဲ့အကြောင်းပြန်မလာနိုင်တော့ဘူးဆိုရင်လည်းပဲအချိန်နေကြိုးချောင်းကိုရင်ခုန်စွာရင်တုံစွာစိုးရိမ်စွာနဲ့နေ့စဉ်စောင့်မျှော်နေတဲ့မိသားစုဝင်များထံကိုအချိန်မီသတင်းပေးဖို့မျှော်လင့်ပါတယ်ရှင်။သတင်းဆိုကတော့ရုရှားကနေပြီးတော့အခု4လပိုင်း1ရက်နေ့ကနေဇူလိုင်31ရက်နေ့အထိ4လကြာပြည်ပကို73စီတင်ပို့ရောင်းချတာပိတ်လိုက်ပြီးရုရှားကသူတို့ပြည်တွင်းမှာ73စီဖူလုံဖို့အတွက်တခြားပြည်ပနိုင်ငံတွေကို73စီလုံးဝထုတ်မြောင်းတော့ဘူးလို့အတီးလင်းကြေညာလိုက်ပါတယ်။လက်ရှိမှာအရှိလေပိုင်းစစ်ပွဲကြောင့်တကမ္ဘာလုံးက73စီပြဿနာကိုရင်ဆိုင်နေရတယ်။ကျမတို့အိမ်နေချင်းဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုလို့ရှိရင်သူတို့တနိုင်ငံလုံးမှာရှိတဲ့စာသင်ကျောင်းတွေတက္ကသိုလ်တွေအားလုံးပိတ်ထားရတယ်။ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲစီးပွားရေးစက်မှုလုပ်ငန်းတွေပေါ့နော်အကြီးစားအလက်စားအသေးစားစက်မှုလုပ်ငန်းပေါင်း100နီးပါးမှာတချို့လုံးဝရဆိုင်သွားရတာရှိတယ်လို့တချို့ဆိုလို့ရှိရင်လည်းပဲဝန်ထမ်းအရေးအတွက်ရှော့ချပြီးတော့လုပ်ငန်းတွေတချို့တော့ရဆိုင်ထားရတဲ့အနေအထားထိဒီ73စီကအင်မတန်မှကြီးပါတယ်ဆိုတော့ကျမတို့မြန်မာနိုင်ငံလို့เนาะတနိုင်ငံလုံးမှာစစ်ဖြစ်နေတဲ့ကျမတို့ဒီ state ဖြစ်နေတဲ့နိုင်ငံမှာကတော့ဒီ73စီရက်ကိုပို့ပြီးတော့ပြည်သူရပို့ပြီးခံစားရတယ်ဆိုတော့ဒီလို73စီပြဿနာကိုပြေလည်ဖို့အတွက်နိုင်ငံတော်အစိုးရကစီးမြင်းနေစီကန်းနေဘလို့ပဲထုတ်နေပါစေဘသူတဲ့ငတေမာရင်ပြီးရောဆိုတဲ့ဝိတမလောဘသားတွေရှိနေတဲ့အတွက်အစိုးရကစီကန်းနေထုတ်လေအောက်ခြေကပြည်သူလူထုတွေအတွက်ကတော့ဘူးလေးရာဖယုံဆင့်တယ်လို့ရေတိမ်နေလေပါပဲဒါကြောင့်မလို့ရင်းရှင်တွေကိုအရင်ရှင်းဖို့လိုပါတယ်တချို့ပြည်သူတွေဆိုလို့ရှိရင်เนาะဒီလောက်ပူပြင်းတဲ့ရာသီဥတုမှာเนาะစီလေးများရမလားလို့2နာရီကြာ3နာရီကြာတန်းစီပြီးစောင့်ခဲ့ပေမဲ့ကိုယ့်လက်ရကနီးကြမှစီကုံသွားပြီဆိုပြီးတော့တက်ခောက်ပြီးတော့ပြန်လာရတဲ့အခိုက်အတန့်တွေလည်းရှိပါတယ်ဆိုတော့ကပြဿနာတစ်ခုကြုံလာတိုင်းပြည်မှာပြဿနာတစ်ခုကြုံလာတိုင်းအစိုးရကပဲလက်ညှိုးထိုးပုံချမနေပဲနဲ့ပြည်သူကဘယ်လိုမျိုးပူးပေါင်းပါဝင်ပြီးဖြည့်ရှင်းကြမလဲဆိုတဲ့နည်းလမ်းကိုစဉ်းစားဖို့လိုပါတယ်လက်ရှိမှာဆိုလို့ရှိရင်လည်းပဲเนาะဝိသမလောဘတွေနဲ့ရောင်းချနေတဲ့နေပြည်တော်ကရွှေဘိုး73စီအယောင်ဆိုင်မန္တလေးတိုင်းပြည်ကြီးတော်ကုမျိုးနယ်မှာရှိတဲ့ရွှေစင်သေး73စီအယောင်ဆိုင်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့အောင်သိတ်ထီ73စီအယောင်ဆိုင်တို့ကိုလုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းပြီးတော့စိုင်းတာဝန်ခံမန်နေဂျာတွေဆိုင်ရဲ့အယောင်ဝန်ထမ်းတွေအားလုံးကိုတည်ဆဲဥပဒေနဲ့ညီအရေးယူဆောင်ရွက်လျက်ရှိပါတယ်ရှေ့ဆက်မှာလည်းပဲအခုလိုမျိုးဝိသမလောဘသားတွေနဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာအထူးသဖြင့်တောင်သူလယ်သမားတွေအင်မတန်မှဒုက္ခရောက်ပါတယ်။နော်ကျမဒီလည်းတောင်သူလယ်သမားတာသမီဖြစ်တယ်။ကျမရဲ့မိကြီးမိတွေဒေါ်ကြီးဒေါ်လေးအားလုံးကတောင်သူလယ်သမားတွေဖြစ်တယ်။အခုချိန်မှာ73ဒီပြဿနာကြောင့်လယ်တွေမှာစဘာမဆိုင်နိုင်တော့ပဲရာမာနှမ်းပြောင်းဆိုင်နေရပါတယ်။တောင်သူလယ်သမားတွေအင်မတန်မှဒုက္ခရောက်ပါတယ်။အခုလိုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာဂုတ်သွေးဆုပ်အမျက်ကြီးထုတ်နေတဲ့နော်ဝိသမလောဘသားတွေကိုနိုင်ငံတော်အစိုးရအနေနဲ့ဒီထက်ပိုပြီးစုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူပေးဖို့မျှော်လင့်ပါတယ်အဲ့ဒီလိုပဲတရားဝင်တွေကိုတရား73စီတွေကိုတရားမဝင်တိုးလောင်နေတော့73စီတွေကိုတရားမဝင်တိုးလောင်ပြီးအမျက်ကြီးစားရောင်းချနေသောလူဒန်းစားများကိုလည်းဒီထက်ပိုပြီးစုံစမ်းစစ်ဆေးဖော်ထုတ်အဖြစ်ပေးအရေးယူပေးဖို့ပြည်သူအားလုံးရဲ့ကိုယ်စားတောင်းဆိုပါတယ်မျှော်လင့်ပါတယ်